မင်္ဂလာပါရှင်ဒီနေ့တော့ငါးစီပေါင်းဟင်းလေးကိုချက်ပြမှာပဲဖြစ်ပါတယ်ဒီငါးစီပေါင်းလေးရဆိုရင်ဈေးရပြုတ်ပြီးသားလေးကိုဝယ်လာတာဖြစ်ပါတယ်15ကျပ်သားပါအဲ့တော့ရေဆေးပြီးတော့ညှက်ထားလိုက်ပါမယ်အကယ်၍အစိမ်းဝယ်လာဆိုလို့ရှိရင်တော့စားလေးရယ်ဗီနီဂါလေးရယ်ပုတ်ပြီးဆေးပြီးတော့အရသာနယ်လို့ရပါတယ်ဒါကတော့ကျွန်မပြုတ်ပြီးသားဆိုတော့ညှက်ပြီးတော့အရသာနယ်ပါမယ်အခုဆိုရင်တော့တလုတ်စာလေးတွေညှက်ပြီးသွားပါပြီအဲ့အတွက်ကိုအချိုမှုန့်ရယ်စားရယ်စလွင်းရယ်ငံပြိုင်လေးနည်းနည်းရယ်ထည့်ပြီးတော့အရသာနေပါမရှင်အဲ့လေးကတော့ပါလီယံငပိချက်လေးပါကြည်လီပါကဲအခုဆိုရင်တော့နန်းနမင်းလေးလည်းရေးဆေးပြီးအသင်းညှက်ထားပါတယ်ချင်းကြက်သွမြူလေးလည်းထောင်းထားပါတယ်ဒါဆိုရင်တော့ချက်ဖို့အဆင်သင့်ဖြစ်ပါပြီစီအိုးလေးကိုပထမဆုံးတည်လိုက်ပါမယ်စီပူလိုက်ဆိုမှကြက်သွန်ပြူကြက်သွန်ဒီထောင်းလာတာရဲ့နောက်ပြီးတော့ဂျင်းလေးရဲ့ထည့်ပါမယ်ပူလိုက်ဆိုရင်တော့ဒါလေးတွေကိုထည့်ချလိုက်ပါမယ်ဒီစီတက်တဲ့ထဲကိုအရသာလေးနည်းနည်းထည့်ပေးကြပါမယ်ချုံမုံလေးနည်းနည်းထည့်ပြီးသားပါပဲစားလေးနည်းနည်းလည်းထည့်ပြီးသားပါပဲအနှစ်ကလေးအရသာရှိအောင်ဖြစ်ပါရဲ့ရှင်ကျွတ်လာအောင်စီတက်ပါမယ်စပလင်းလေးဖြင့်ပိုကောင်းပါတယ်စပလင်းလေးနဲ့ထည့်ပြီးစီတက်ရင်ပိုပြီးတော့မှုေးပါတယ်စပလင်းမရှိတဲ့အတွက်ဂျင်းလေးပဲထောင်းပြီးတော့ထည့်ပြီးထားပါရှင်စီတက်တာလေးကကျွတ်လာပြီဆိုရင်တော့ခုနကနေထားတဲ့အရသာနေထားတဲ့ငါးစီပေါင်းလေးတွေကိုထည့်ချလိုက်ပါမယ်ထည့်ပြီးတော့ကောင်းကောင်းမှုပေးပါမယ်ဆိုရင်တော့မှုေးကြိုင်ပြီးတော့တက်လာပါပြီအနံလေးကတော့နှံ့အောင်မှုေးပေးပါတယ်ခုနစီတက်ထားတဲ့ထဲကိုငါးစီပေါင်းလေးထည့်ပြီးတော့နှံ့အောင်မှုေးပေးလိုက်ပါတယ်ကဲပြီးလို့ရှိရင်တော့စီပြန်လာပြီဆိုရင်တော့အရှင်းလေးညှက်ထားတဲ့နန်းနန်းလေးကိုအုပ်လိုက်ပါမယ်နန်းနန်းမကြိုက်သူတွေကတော့မထည့်နိုင်ပါနော်အရန်ကောင်းတယ်ပေါ့နော်ဒါအနံ့မှမရှိတဲ့ငါးစီပေါင်းဟင်းလေးတစ်ခွက်ရပါပြီပိုမွေးကျင်နေဆိုရင်တော့စပလင်လေးကိုထောင်းပြီးထည့်ပါပိုပြီးနှွေးပါတယ်ကဲခုဆိုရင်တော့ငါးစီပေါင်းဟင်းတစ်မဲရသွားပါရှင်အရန်ကိုထမင်းစားမိန်ပါနော်ဆက်စားကြည့်ကြပါရှင်ကျေးဇူးတင်ပါတယ်ရှင်ကြားလိုက်ပါဦး